နေပြတာပေးနေတာဖြစ်ပါတယ်ရိုမီယိုဘွိုင်းကိုတော့တယောက်တည်းဒီဘက်ချမ်းမှာထားခဲ့တယ်စမိုင်းနဲ့ကျွန်တော်တို့မာနဘွိုင်းဒီဘက်ထဲမှာတော့လှုပ်ရှားနေတယ်စမိုင်းရေဘက်နဲ့တော့လှုပ်ထားရင်းနဲ့ပဲဖြည်းဖြည်းချင်းပဲစပါးခင်းတွေတဲကိုတော့တိုးဝင်နေပြီโอเคစမိုင်းလုံးဝ last battle ဖြစ်တဲ့အတွက်အမှားမခံတော့ဘူး vision လုံးဝမပြဘူး OB ရှိတဲ့ဘက်ကိုတော့ pro နိုင်နေပဲရေဘက်နဲ့အလုံးထားရင်းနဲ့ပဲဖြည်းဖြည်းချင်းတော့ချင်းတော့ကတ်လာပြီဗျClay Junior တဲပြီးတော့ပဲအင်းငယ်ရတော့ပြောနေအတွင်းမှာပဲမာနပွိုင်း AUG ဒိုင်းပဲဝင်သွားခဲ့နောက်မှာ Clay Junior မှောက်သွားခဲ့သလိုဘက်ကတွေတော့ဝင်လာခဲ့ပြီစမိုင်းကာပါတော့ Unit တော့မဲ့ Rust 80စမိုင်းကိုဖိတော့ကြိုးစားနေကောင်းလို့နောက်မှာ First Aid တော့ပြန်ထိုးဖို့ကြိုးစားနေပြီဗျနေတလုံးပြန်ကျလာတယ် Rust 80သွေးရောလိုးသွားပြီနောက်တဲ့ Molly တလုံးပြသွင်းပေးထားတယ် Okay Rust 80အချိန်တွေတော့မကောင်းဘူး First Aid ထိုးတော့လိုအပ်နေတယ်ဝင်တော့ Chicken Dinner ကိုတော့ရန်ကုန် Gladico YG နော်ရရှိသွားမယ်လို့တော့ဒါ90%တော့ကျင်းနေပြီလို့ပြောလို့ရတယ်ဗျlast one player Rust 80ကိုတော့ Romeo Boy အကောင်းဆုံးသုံးသပ်ပေးဖို့တော့ကြိုးစားနေခဲ့တယ် Rust 80တော်တော်လေးကိုကျွန်တော်တို့ PR တွေများနေခဲ့ပြီပြောနေအတွင်းမှာပဲ Romeo ပဲအကောင်းဆုံးသုံးသပ်ပြီးသွားခဲ့နောက်မှာတော့ K point တွေအများကြီးနဲ့ပဲ round 2 era ကပွဲတွေမှာတော့ winner ချေခဲ့တင်တာကိုတော့ထိုက်တန်ပိုင်ဆန်သိမ့်ပိုက်သွားခဲ့ပြန်ပြီဖြစ်ပါတယ်ဗျာเนาะတကယ် nice เนาะတကယ်ကောင်းတဲ့ battery ပါလို့ပြောချင်တယ်เนาะ round